ပထမတန်ခါယနာမှာဖယားမဟောတဲ့တုတ်တွေဖယားမဟောခဲ့တဲ့တရားတွေကိုရောထဲလို့တန်ခါယနာတင်ခဲ့ကြသလားတပည့်တော်ဒီမှာတန်ခါယနာပထမတန်ခါယနာမှာတန်ခါနာတင်ဖို့အကြောင်းတွေပြောထားတယ်ပြီးတော့တန်ခါနာတင်ပြီးမှသူဘတုတ်ကိုရှင်အာနန္ဒမထေရဟောထားတယ်လို့ရှင်များတို့ဒီမှာဇာတ်မှာတင်ပြထားတာတွေ့ရပါတယ်ဗျတန်ခါယနာတင်ရခြင်းရဲ့အကြောင်းတွေကိုတပည့်တော်ခေါင်းထဲမှာပေါ်လာတာပေါ့ဗျာမြတ်စွာဘုရားပြိဋိဘံစံပြီးတော့ရှင်မာကတ္တဗတို့ဟာငါတို့ဒီတိုင်းနေရင်တော့မဖြစ်တော့ဘူးသာသနာဖြတ်မဲ့ပုဂ္ဂိုလ်တွေပေါ်လာတော့မယ်အဲ့တော့ငါတို့မြတ်စွာဘုရားရဲ့တရားတော်တွေကိုငါတို့အတူတူစုစည်းမှဖြစ်တော့မယ်မြတ်စွာဘုရားတရားတော်တွေကိုစုစည်းကြရအောင်ဒီလိုစုစည်းတာကိုပဲတန်ခါယနာလို့ခေါ်တဲ့ဘုရားတရားတော်တွေကိုတတ်တတ်မတ်မတ်တည်တည်ချာချာစုစည်းမှငါတို့သာသနာတော်ကိုအကောင်းဆုံးအောင်မြင်အောင်တည်ဆောက်နိုင်တဲ့သာသနာကာကွယ်နိုင်တဲ့သာသနာဖြစ်ငါတို့ဥဆောင်နိုင်ကြလိမ့်မယ်အဲ့တော့ဘုရားတရားတော်တွေကိုစုစည်းကြရအောင်လို့ရှင်မာကတ္တဗတော်ကဥဆောင်လို့အဲ့လိုပြောခဲ့တာမဟုတ်ဘူးလားဗျာမှန်ပါအခုသူဘတုတ်ကဘုရားမဟောဘူးအရှင်အာနန္ဒဟောတာဆိုရင်ပထမတန်ခါယနာမှာဂရေကဘုရားမဟောတာတွေကိုထဲလို့တန်ခါယနာတင်ကြပြီလားဗျာသူဘတုတ်ကအရှင်အာနန္ဒဟောတာလေဗျာဘုရားမဟောဘူးအဲ့ဒါဆိုရင်ပထမတန်ခါယနာမှာဂရေကအရှင်မာကတ္တဗစောစောကပြောတယ်နော်ဘုရားဟောတာတွေကိုဘုရားဟောတဲ့တရားတွေကပြန့်ကျဲနေတာတဲ့အဲ့ဒါတွေကိုအတူတူစုစည်းကြရအောင်ဒါတန်ခါယနာပဲတဲ့မှန်ပါအခုကျတော့သူဘတုတ်ကအရှင်အာနန္ဒဟောတာလေဒါဆိုပထမတန်ခါယနာမှာဂရေကဘုရားမဟောတာတွေကိုထဲလို့တန်ခါယနာတင်ကြပြီလားဒီပါဠိတော်မှာကျတော့ကေဝလပရိပုံနာပေါ့ဗျာအဲ့ဒီပုဂ္ဂလိသုံးတယ်ဗျာကေဝလပရိပုံနာဆိုမြတ်စွာဘုရားရှင်တရားတော်တွေကဟိုပူနေတာမရှိဘူးလူနေတဲ့အတွက်ထပ်ဖြည့်စရာမရှိဘူးဆိုမှအဲ့လိုပြတယ်ဗျာထာဂရာတွေမှာတော့ तू ကဘာပြလဲဆိုတော့မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေမှာကေဝလပရိပုံနာဆိုတာကထားပါတော့တပည့်တော်သစ္စာ၄ပါးပေါ့ဗျာမဟုတ်ဘူးဗျာတပည့်တော်မေးလို့တဲ့မေကုန်းကမြတ်စွာဘုရားရဲ့တရားတော်ရဲ့ကောင်းကျိုးဆိုးဖြစ်တယ်မဟုတ်ဘူးပထမတန်ခါယနာမှာဘုရားမဟောတဲ့တုတ်တွေဘုရားမဟောခဲ့တဲ့တရားတွေကိုရောထဲလို့တန်ခါယနာတင်ခဲ့ကြသလားသင်္ဃာအဲ့လိုမျိုးတင်ခဲ့တယ်ဆိုရင်ဘာလို့တင်ရတာလဲစိုးစိုးလုံးကဘုရားဟောတရားတွေကိုစုစည်းမယ်လို့ပြောခဲ့တာမဟုတ်ဘူးလားဓမ္မတပည့်ကေဝလပရိပုံနာပုဂ္ဂိုလ်သေချာပြန်ရှင်းပြပါဗျာဒီပါဗျာမော်ဒရေတာအနေနဲ့လည်းပါဝင်ဆွေးနွေးပေးပါအောင်ဗျာခုဆရာကြီးဖြေပေးမလားဆရာကြီးဖြေလို့ရရင်ဖြေလိုက်ပါဦးဒါလေးကတပည့်တော်နည်းနည်းသိကျင်တဲ့စိတ်ကပေါက်လာရဲ့လို့ဘုရားဟောတာတွေကိုစုစည်းမယ်လို့ပြောရင်မှာဘာလို့ဘုရားမဟောတဲ့တုတ်တွေကိုထဲလို့တန်ခါနာတပည့်တော်ရဲ့အမြင်အရတော့ပြောကြမယ်ဆိုလို့ရှိရင်တပည့်တော်တို့ပထမသင်္ခါယနာတင်ပွဲကြီးကျင်းပဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းပဲဒါအာဓမ္မတွေမထွန်းကားပြီးအဝိနည်းတွေမထွန်းကားပြီးအဲ့ဒါငါတို့သင်္ခါယနာပွဲကြီးကျင်းပကြမယ်ဆိုပြီးတော့ဒီရွယ်ချက်နဲ့လုပ်ခဲ့တဲ့ကိစ္စပဲဟုတ်ပါတယ်ဗျာအဲ့ဒါဟုတ်ဘုရားပါတယ်ဆိုပေမဲ့လို့အဲ့ဒါမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့လည်းပဲဒါဟိုအကုန်လုံးပါပြီးသားပါပဲသင်္ခါရနာတင်တဲ့အခါနောက်ဘုရားဟောမဟုတ်တဲ့ခုနကတုန်းကပြောတဲ့သူဘတုတ်လည်းပဲဟိုတပည့်တော်ပြောတဲ့သောကလည်းပဲပြောခဲ့ပါတယ်ဗျာသူဘတုတ်မှာဟောတဲ့တရားတွေကသီလခန္ဓာအစုသမာဓိခန္ဓာအစုပညာခန္ဓာအစုဒါတွေကိုဟောခဲ့တာအဲ့ဒီဟောခဲ့တဲ့တရားဓမ္မတွေဟာရှေ့မှာပါတဲ့တာမညဖလားတုတ်တုံမှာဟောခဲ့တဲ့ဘုရားဟောတော်မူခဲ့တဲ့တရားတွေဖြစ်တယ်အဲ့ဒီဘုရားဟောတော်မူတဲ့တရားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုသုံးတဲ့အခါမှာလည်းပဲဧဝံမေတုတံဆိုပြီးတော့သုံးခဲ့တယ်ဒါကြောင့်မို့လို့ဘုရားဟောတဲ့တရားဓမ္မတွေအကုန်လုံးပါဝကပဲဟောအဲ့ဒါဘုရားကိုယ်တော်တိုင်ပဲဟောပါဝကပဲနောက်မှဟောအကုန်လုံးပါစီခြင်းလို့ဒီလိုဟောခဲ့တယ်လို့တပည့်တော်ထင်ပါတယ်ဗျာမှန်ပါဗျာတပည့်တော်ထပ်မှဖြေပေးပါမယ်ဗျာအထာဂရမှာပြောတယ်စောစောလေးကပြောတယ်သစ္စာ၄ပါးသစ္စာ၅ပါးမလိုရဘူးဝိဇ္ဇင်9ပါးဝိဇ္ဇင်10ပါးမလိုရဘူးအဲ့ဒီတရားတော်တွေမှာထပ်ပြီးတော့ဖြည့်เสียမလိုဘူးတဲ့ဒါပေမဲ့ပိဋကတ်တော်ထဲမှာမြတ်စွာဘုရားရှင်ရဲ့တရားတော်နဲ့လျော်ညီတဲ့ပေါ့ဗျာနော်မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့အတိုင်းပြောနေလျော်ညီတဲ့ဟောကြားချက်တွေကိုဟောပြောချက်တွေကိုတော့ပိဋကတ်တော်ထဲမှာထည့်သွင်းပြီးတော့သင်္ကန်းတင်ခဲ့တယ်လို့ထာဂရဆရာကိုယ်တိုင်ဝန်ခံချက်ပေးထားပါတယ်ဗျာတပည့်တို့တန်ယုဒ္ဓနိကေဖတ်မယ်ဆိုရင်တပည့်တို့စိတ်ဓာတ်တန်ယုတ်ဆိုရင်စိတ်ဓာတ်တကြွဟောခဲ့တဲ့တရားတွေကိုစူးစီးထားတာပါဗျာ
နောက်ပြီးတော့တပည့်တို့ကတ္တပတန်ယုဆိုရင်ရှင်မကတ္တပမရိယာဟောခဲ့တဲ့တရားတော်တွေကိုစူးစီးထားတာဖြစ်ပါတယ်ဗျာအဲဒါကြောင့်မလို့အရှင်ဘုရားမေးတဲ့မိခွန်းကိုပြန်ပြီးတော့ဖြေရမယ်ဆိုရင်ဘုရားရှင်ရဲ့တရားတော်တွေနဲ့လျော်ညီတဲ့တာဝကဟောတဲ့တရားတော်တာဝကဘာတိတာပေါ့ဗျာတာဝကဘာတိတာတရားတော်တွေကလည်းပရမတ်သင်္ကန္နာမှာထွယ်သွင်းပြီးတော့သင်္ကန္နာတင်ခဲ့တယ်ဗျာဘာဖြစ်လို့သင်္ကန္နာတင်ခဲ့တာလဲဆိုတော့မြတ်စွာဘုရားရှင်ဟောခဲ့တဲ့တရားတော်နဲ့လျော်ညီလို့မလို့ပြောတော့ပိဋကတ်တော်ထဲမှာထည့်သွင်းခဲ့တယ်လို့ပြောထင်မိပါတယ်ဗျာမှန်ပါဗျာမှန်ပါဗျာမှန်ပါ